အားလုံးမင်္ဂလာပါခင်ဗျာရဲဘော်တို့ရဲ့ YouTube channel လေးကိုစောင့်မျှော်နားဆင်ပေးနေကြတဲ့ဒေါ်လန်ကလစ်ကအပေါင်းကျမ်းမာချမ်းသာလို့ဘေးဘီယာဝေးကွာကြပါစေကြောင်းဆုမွန်တောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဆရာမင်းလူရဲ့9ဆင့်အလွမ်းစာအုပ်ဖတ်ရှုခြင်းအပိုင်း6ကိုဆက်လက်ပြီးဖတ်ရှုမှာဖြစ်ပါတယ်နားဆင်ပေးကြပါဦးခင်ဗျာကျွန်တော်ကတော့ကိုဧည့်တယ်ပါကြောက်ကုန်းကတထတိုက်ကလေးကိုဝယ်ဖြစ်သွားသည်3000ခွဲပေးရသည်ထိုတိုက်ကလေးသည်ကောင်းသည်တိုက်ရသည်ခြံဝင်းလဲအသင့်ကျဲသည်ရက်ွက်ကလည်းအေးချမ်းတိတ်ဆိတ်သည်တိုက်ဝယ်သည့်ကိစ္စကိုကိုခင်မောင်မြင့်တို့ကိုမောင်မောင်ကြီးတို့ကိုစိန်မြင့်တို့နှင့်သာတိုင်ပင်ပြီးဆောင်ရွက်လိုက်ရသည်ကိုမြတ်ထွန်းကတော့အလုတ်သိမ့်များနေသည်ဟုအကြောင်းပြပြီးရှောင်နေသည်နောက်ဆုံးတင့်တော်ဤအိမ်ကိုတွေ့သည်ဖြင့်လိုက်ကြည့်ပါဟုပြောသည်ကိုပင်မိပဲကြည့်လို့လိုက်ပါမိကြရင်ပြီးတာပါပဲဟုပြောသည်ထို့အတွက်မခင်မိကဘယ်လိုမျှမအောင်မိခဲ့ကြတိုက်ဝယ်ဖို့ကိစ္စကိုပြင်းပြင်းထန်ထန်အတိုက်ခံမလုပ်ပဲနေခဲ့တာကိုပင်ကြေနပ်စရာဟုယူဆရလိမ့်မည်အိမ်ပြောင်းသည့်နေ့ကြမှပဲကိုမြတ်ထွန်းကတိုက်ကိုမြင်ဘူးတော့သည်ဘယ်လိုနေလဲဟင်ကိုမြတ်ထွန်းဟုမခင်မီကမေးတော့အခါကောင်းတာပေါ့တိုက်ပဲဟာဟုပြန်ပြောသည်သူ့ဟန်ပန်မှာတခြားလူတယောက်ပိုင်သောတိုက်ကိုကြည့်ပြီးပြောလိုက်တယ်လို့မျိုးတိုက်ဝယ်သည့်ကိစ္စနှင့်ပတ်သက်၍သူ့စိတ်ထဲမှာရှောရှုမဖြစ်သေးကြောင်းသိတာသည်အိတ်ခမ်းရွေးသည့်ကိစ္စပစ္စည်းတွေနေရာချသည့်ကိစ္စကစ၍မခင်မိကသာစီစဉ်ရသည်ကိုမြတ်ထွန်းကဘာမျှဝင်မပြောအခန်းခက်ငယ်တစ်ခန်းကိုကိုမြတ်ထွန်းအတွက်စာကြည့်ကန်လုပ်ပေးလိုက်သည်ကိုမြတ်ထွန်းကကန်လည်းမကန်ကွက်တဘောတူသည့်အမှုအရာလည်းမပြချေသူတို့မှာပါလာသောပစ္စည်းကနည်းကလေးသာဖြစ်သည်များစားပါလာတာဆိုလို့ကိုမြတ်ထွန်း၏စာအုပ်တွေပဲရှိသည်တိုက်ကကျဲနေသည်တို့ဖြင့်ဧကမှာထားဖို့စပွဲကလထိုင်တွေဝယ်ရသည်လိုက်ကာတွေခန်းစည်းတွေတက်ရသည်မိချောင်းတွေမီးလုံးတွေဆင်ရသည်ကိုမြတ်ထွန်းကတော့ဘာသိဘာသာနေမြဲကိုမြတ်ထွန်း၏စာကြည့်ခန်းသည်မရှင်းလင်းရသေးချေစာရေးစပွဲတစ်ခုသာနေရာချရသေးသည်စာအုပ်တွေထည့်ထားတော့ထင်းရှူးတစ်တာကြီး3လုံးကအခန်းထောင်မှချထားသည်အခြားစာအုပ်များနှင့်စာရွက်စာတမ်းအတူအစတွေထည့်ထားသောဂုံဒီအိတ်နှလုံးကလည်းဒီအတိုင်းပဲရှိနေသည်နိုင်ရန်ကစာအုပ်စင်တစ်ခုဝယ်သည်ရှောတိုက်မှန်တကားတတ်ထားသဖြင့်သာနာရှိသည်စာအုပ်တွေတတ်ရစီထည့်လိုက်သည်စာရွက်စာတမ်းတွေကိုတော့ကိုမြတ်ထွန်းကကိုင်းနာမကြိုက်သဖြင့်ဒီအတိုင်းထားလိုက်ရသည်ဘာပဲဖြစ်စာကြည့်ခန်းကလေးသည်တန့်ရှင်းတတ်ရသွားသည်မှာအမှန်ပဲကိုမြတ်ထွန်းသည်ထိုစာကြည့်ခန်းထဲမှာပင်အလုပ်လုပ်လေရှိသည်ဂျာနယ်အတွက်စောင်းပါတွေရေးတာစာမှုဖတ်တာတို့ဖြစ်သည်ကိုမြတ်ထွန်းအလုပ်ခန်းကိုခုလိုပြင်ဆင်ပေးလိုက်ရသဖြင့်မခင်မိပြောနေသည်သူပြင်ဆင်လောက်ကင်ထားတာတွေကိုကိုမြတ်ထွန်းမသိသေးချေပြန်လာမှရုတ်တရက်အံ့ဩသွားစေရန်ဖြစ်သည်နောက်တစ်ခုကကြိုပြီးပြောလျင်ကန့်ကွက်နေမည်ဆိုသောကြောင့်ဖြစ်သည်ထိုနေ့ကကိုမြတ်ထွန်းစောပင်ပြန်ရောက်လာသည်မခင်မီကစီးကြိုရင်းကိုမြတ်ထွန်းကိုပြစရာရှိတယ်ဟုပြောသည်ကိုမြတ်ထွန်းကသမီးကိုကောက်ချီပြီးမခင်မီနောက်ကလိုက်လာသည်စာကြည့်ကန်ထဲရောက်သောအခါမခင်မီကဘာမျှမပြောတော့ပဲစာအုပ်စင်ရှိရာသို့လှမ်းကြည့်လိုက်သည်ကိုမြတ်ထွန်းကလည်းစာအုပ်စင်ကိုကြည့်သည်ဘယ်လိုလဲဟင်ကောင်းရလားကောင်းသားပဲကိုမြတ်ထွန်းဒီစာအုပ်စင်ကိုနှစ်သက်သဘောကျတော့အမူအရာပြသဖြင့်မခင်မီစိတ်အေးသွားသည်ကိုမြတ်ထွန်းကစာအုပ်စင်တကားကိုဆွဲဖွင့်သည်ပြန်တွန်းပြီးပိတ်သည်ထို့နောက်ဘယ်လောက်ကျသလဲ200ကျော်လောက်ကျတယ်ကိုမြတ်ထွန်းခေါင်းနဲ့ညင်လုံနေပြီးနောက်ကိုပြန်ပေးရမယ်အိုးဘာဖြစ်လို့ပြန်ပေးရမှာလဲဒါကိုမြတ်ထွန်းကိုမိဝယ်ပေးတာပါပြောပြီးမှ
သူ့စကားတစ်မျိုးအတိတ်ပဲပေါက်သွားကြောင်းသတိပြုလိုက်မိသည်မိမိကဝယ်ပေးတာဟုဆိုလိုက်သဖြင့်သူ့မှာရှိနေသောငွေများသည်ကိုမြတ်ထွန်းနှင့်မဆိုင်ကိုမြတ်ထွန်းငွေမဟုတ်ဟုဆိုလိုရာရောက်သည်တစ်ဖက်ကပြန်စဉ်းစားကြည့်တော့လဲသူ့စကားကမမားကိုမြတ်ထွန်းကိုယ်တိုင်ငါပင်ထိုတို့သဘောထားနေသည်မဟုတ်လားမိကကိုမြတ်ထွန်းကိုလက်ဆောင်ပေးတာပါလက်ဆောင်ဟုတ်လားဒီနေ့ဘာနေလဲဟင်ကြာတာပရင်းနေလေမဟုတ်ဘူးလေရက်ဆွဲကိုပြောတာရက်ဆွဲ4 ရက်နေ့နိုဝင်ဘာ4 ရက်နေ့ပေါ့ကဲသိပြီလားကိုမြတ်ထွန်းကတွေ့ရစဉ်းစားနေပြီးဘာဖြစ်လို့လဲနိုဝင်ဘာ4 ရက်ကကိုမြတ်ထွန်းတကယ်မသိဘူးလားကိုမြတ်ထွန်းကောင်းခါပြသည်မခင်မီဝမ်းနေတယ်လို့ဖြစ်သွား၏ဒီနေ့ဟာကိုမြတ်ထွန်းနဲ့မိတို့လက်ထပ်တာ4 နှစ်မြောက်တဲ့နေ့လေအဲ့ဒီအထိမ်းအမှတ်ဖြစ်နေဒီစာအုပ်စင်လေးကိုလက်ဆောင်ပေးတာဟုတ်လားကိုမြတ်ထွန်းရဲ့ကိုလက်ထပ်တဲ့နှစ်ပတ်လည်နေ့တောင်မမှတ်မိတော့ဘူးလားကိုမမှတ်မိတာအမှန်ပဲမိအေးလီကိုကကုမွေးနေ့တောင်သတိရတာမှမဟုတ်ပဲမခင်မိစိတ်မကောင်းဖြစ်ရသည်3-4 ရက်လောက်ကြာအောင်ရင်ထဲမှာတင်းခံနေသည်ကိုမြတ်ထွန်းဟာဒီလောက်တောင်ပဲကိုမိသားစုအပေါ်မှာစိတ်ဝင်စားမှုနည်းနေပြီလားဟုတွေးမိသည်သူဟာလူတစ်မျိုးမို့လို့ပေါ့လေဟုစိတ်ကိုစုံမပြီးဖြေယူရပြန်သည်အိမ်ကကျဲလာသဖြင့်လှုပ်ရှားတွေများလာသည်လဲရကျင်းရတန့်ရှင်းရေးလှုပ်ရသည့်နေရာကပိုးလာသည်ချက်ရေးပြုတ်ရေးတောင်ဝန်ကတစ်ဖက်လျှော်ဖို့ရတာကတစ်ဖက်သမီးဤဝေယဝိဆတစ်ဖက်မှုတယောက်တည်းမနိုင်အောင်ဖြစ်လာ၏ပြီးတော့နေ့လဲဆိုရင်အိမ်တအိမ်လုံးမှာသားမိ2 ယောက်တည်းကြံခဲ့သည်ရက်ွက်ကကိုဝင်းကိုချန်နေကြသောကြောင့်တအိမ်နှင့်တအိမ်အလံဝေးသည်ဟိုဘက်ဒီဘက်ချမ်းချင်းကပ်ရဲ့အိမ်ကလူများနှင့်မခင်မိတိကျွမ်းနေပြီဖြစ်တော်လဲကူးတန်းသွားလာမှုသိမရှိသေးမခင်မိနေ့လဲနေခင်စကားပြောပေါ်ပင်မရှိသမီးကိုသာအဖော်ပြုနေရသည်သမီးကတွတ်တီးတတာပြောနေပြီဖြစ်သည့်တိုင်ကလေးတယောက်နဲ့နေ့စဉ်နေ့တိုင်းအလာဘတလာဘပြောလို့ဘယ်မှာဖြစ်နိုင်ပါမည်နည်းအရေးဟဲအကြောင်းဟဲဖြစ်လာလျင်တော့ဟိုဘက်ဒီဘက်တွေကိုလှမ်းအော်လို့တော်တော်နဲ့မကြားနိုင်အဖော်တယောက်တော့ရှာဖို့လိုလာပြီအိမ်ပေါ်လူဟာမျိုးတော့လောလောဆယ်သူစိုးရင်သည်အကြောင်းမသိတေလူကိုခေါ်ထားရမှသူစိုးရင်သည်ကိုကအိမ်မှာတယောက်တည်းမဟုတ်လားမတော်တဆကိုကိုရံမှုပြီးပစ္စည်းတွေယူသွားရင်ခက်မည်ဆွေမျိုးတွေကဆိုလျင်ကောင်းမည်အထူးသဖြင့်အိမ်ကိုထိမ့်သိမ်းဆောင်ရှောက်နိုင်သောလူကြီးသူမမျိုးတော်မြရွှေကိုချက်ချင်းသတိရလာသည်ထိုအခါတွင်ဒေါ်သည်ဒေါ်တန်းခင်နှင့်အတူနေသည်ဒေါ်တန်းခင်ကဒေါ်အပေါ်ကြည်ပြူသည်ဆိုသည့်တိုင်ဒေါ်ကကြာရှိနေနိုင်မည်မဟုတ်အမှန်အားဖြင့်ဒေါ်ဆန္ဒမှာတူမတယောက်ယောက်နဲ့နေခြင်းကြောင့်ခင်မိသည်သည်အမခင်ဤနဲ့တော့နေနိုင်မည်မဟုတ်မခင်မိနဲ့တော့နေခြင်းမှာသေးကြသည်တို့ရတွင်မခင်မိကစကားမဆခဲ့သဖြင့်ဒေါ်တန်းခင်နဲ့နေရခြင်းဖြစ်လိမ့်မည်အရင်ကတော့အိတ်ခမ်းကကျင်းသောကြောင့်တကြောင်ဒေါ်မြရွှေမှာမိမိအတော်ဖြစ်နေသဖြင့်ကိုမြတ်ထွန်း၏သဘောထားကိုမသိရသေးသဖြင့်တကြောင်မခေါ်ခဲ့ခြင်းဖြစ်သည်ခုတော့အိမ်ကကျယ်ဝန်းလာပြီအိမ်မှာလူကြီးတယောက်ရှိဖို့လဲလိုအပ်လာပြီဖြစ်သဖြင့်ဒေါ်ကိုခေါ်ရင်ကောင်းမလားဟုကိုမြတ်ထွန်းကိုမေးကြည့်သည်ကိုမြတ်ထွန်းကကောင်းသားပဲမိလေအဖော်ရတာပေါ့ဟုကြီးဖြူသဘောတူသဖြင့်ဒေါ်စီကိုစာရေးပြီးခေါ်လိုက်သည်15 ရက်လောက်အကြာတွင်ဒေါ်မြရွှေရောက်လာသည်သူရောက်လာသည်နှင့်တပြိုင်နက်မိဖို့ကြောင့်ကိုလုံးဝတာဝန်ယူလွှဲလိုက်တော့သည်ကိုမြတ်ထွန်းကဒေါ်မြရွှေကိုရိုးရိုးသေးသေးလေးစားစားဆက်ဆံသည်ဒေါ်မြရွှေကလည်းကိုမြတ်ထွန်းနှင့်ပတ်သက်၍မောင်မြတ်ထွန်းဟာမဆိုးပါဘူးမှန်တာတွေကြီးလို့မှန်တာတွေကြီးပြောလို့တမျိုးကြီးဖြစ်နေတာပါဟုမှတ်ချက်ချသည်ဒေါ်မြရွှေရောက်လာသဖြင့်မခင်မိသည်အားလဲတက်မိသည်ချက်ရေးပြုတ်ရေးတွင်ဝင်းကူယုံသာလောက်ရတော့သဖြင့်မိမိတခြားကိစ္စတွေကိုပုံမနိုင်နှင်းစွာပြုလုပ်နိုင်လာသည်
ထို့ကြောင့်အိမ်သည်ပို၍နေခြင်းစပွဲသာရလာသည်တို့ရရင်ထိုအချိန်ကြမှကိုမြတ်ထွန်းသည်အိမ်မှအနီးနဲလာပြန်သည်မနေ့စောစောအိမ်ကထွက်ပြီးညမိုးချုံမှပြန်လာသည်အလုပ်တွေများလို့လားအိမ်မှာတော်များရွှေရှိနေပြီဖြစ်၍စိတ်ချရပြီဖြစ်တော်ကြောင့်လားတခြားအကြောင်းတစ်ခုခုရှိသေးသလားအိမ်တဲ့မင်္ဂလာပြုလုပ်သည့်နေ့တွင်တစ်ခုထပ်ပြီးတီးလိုက်ရပြန်သည်ထိုအလူပွဲသို့မှတ်ခင်မိမိတ်ဆွေအပေါင်းအသင်းတွေအားလုံးလာကြသည်ကိုမောင်ကြီးနှင့်ကိုစိန်မြင့်တို့နှစ်ယောက်သာနေသို့ရောက်နေကြသဖြင့်မလာနိုင်မှတ်ခင်မိတတိထားမိသည်မှာစာနေစဉ်လောကမှာကိုမြတ်ထွန်း၏မိတ်ဆွေတစုံတစ်ယောက်မျှရောက်ရှိမလာခြင်းပင်ဖြစ်၏ဖိရသားနဲ့မအားလက်လို့မလာနိုင်တာမဖြစ်နိုင်တယောက်မဟုတ်တယောက်ကတော့လာကိုလာရမည်ကိုမြတ်ထွန်းကမဖိတ်ဖဲနေခဲ့ခြင်းသာဖြစ်နိုင်သည်သူဘာကြောင့်မဖိတ်ဖဲနေသနည်းစားတော့ပြီးတော့ကြတော့ယင်းဤသူတွေကတိုက်ကိုလှဲ့ပတ်ကြည့်ကြသည်ကိုမြတ်ထွန်းဤစာကြည့်ကိုင်းနဲ့ရောက်တော့အခါကိုခင်မောင်မြင့်ကကောင်းလိုက်တဲ့အခန်းလေးဗျာလင်းအောင်ဝင်းမုံရောတိတ်ဆိတ်အေးချမ်းသာရောဘာမှပြောစရာမရှိဘူးစာရေးစာဖတ်လို့တိတ်ကောင်းပဲအခန်းပဲကိုမြတ်ထွန်းဘာမှပြန်မပြောကိုခင်မောင်မြင့်စကားအတွက်ကြည်နှက်နေသိမ့်သွားသည့်အမူအရာလည်းမပြမကြားလိုက်မိသလိုနေနေသည်ခင်ဗျားကိုကျွန်တော်တော့အားကြလာပြီကိုမြတ်ထွန်းဘာကိုအားကြတာလဲခင်ဗျားကိုမြတ်ထွန်းပြန်မိသည်မိမရကန်ကောင်းတော့ကိုပေါ့ဗျာကိုဝရဏပါတဲ့အလုပ်ကိုအေးအေးဆေးဆေးလုပ်နေုံပဲနောက်ပိုင်းကိုလှည့်ကြည့်စရာမလိုတော့အောင်ပြည့်စုံနေပြီမဟုတ်လားကိုမြတ်ထွန်းပြန်လဲမချေပတော့လဲထိုစကားကိုတော့နှစ်သက်ပုံမရကြည်ထို့နောက်ပိုင်းတွင်ကိုမြတ်ထွန်းကတမျိုးထပ်ဖြစ်သွားပြန်သည်ဒီတိုင်းမှာနေရသည်ကိုမပျော်မွေ့သည့်ဟန်ပန်မျိုးမကြာခဏမြင်ရသည်အိမ်မှာရှိနေသည့်အချိန်များတွင်သူ့မှာစိတ်ကျဉ်ကျပ်နေပုံရလေသည်ဒီတိုက်ကိုဝယ်မိတာမှားလေသလားဟုပင်တစ်ခါတွေးမိသည်ဟိုရင်အိမ်ခန်းလေးမှာနေတော့ကသေးနှုတ်ကျဉ်ကျပ်သည့်တိုင်ပျော်ရွှင်စရာဖြစ်ခဲ့ကြသည်ခုတော့တိုက်နဲ့ဘာနဲ့နေရပါလျက်အရင်ကလောက်ဆူဆူပြပြမရှိတော့ဒီမှာအံ့ဩဖို့ကောင်းသည်ကိုမြတ်ထွန်းကအဖေစီကအမွေရသောငွေဖြင့်ဝယ်သောတိုက်မှုလို့နေရထိုင်ရခက်နေတာလားမသိတဖြည်းဖြည်းတော့အစဉ်ပြေတန်ကောင်းရဲ့ဟုစိတ်ဖြေရပြန်သည်ကိုမြတ်ထွန်းမှာမပြောင်းလဲသေးတာတခုတော့ရှိသည်လာစဉ်ပေးနေကြငွေ200ကိုပေးမြဲပေးနေခြင်းပင်ဖြစ်သည်အိမ်စည်းသည်200နဲ့မလောက်တော့လာစဉ်300နာကပ်သွားသည်တချို့လတွေဆိုလျင်300ကျော်400နီးပါး400ကျော်သွားသည်အရင်ကြီးမခင်မီမှာငွေတွေရှိနေသည်တခုပဲစဉ်းစားမိသည်ကိုမြတ်ထွန်းလက300ရသည်အိမ်စည်း200ပေးလျင်100ကျန်မည်ထိုငွေ100ဖြင့်ကိုမြတ်ထွန်းသည်စစ်သုံးဆွဲနေရပြီလိမ့်မည်ကိုမြတ်ထွန်းအနေဖြင့်သူရသည်လကကိုသူဘာသာသုံးဖို့ပြောခြင်းသည်သူရတွင်ပြောလို့မဖြစ်ချေကိုမြတ်ထွန်း၏စိတ်နေသဘောထားမှာမခင်မီတို့တားမိကိုလှုပ်ကျွင်းရန်သူတာဝန်းဟုဆွဲမြဲယူဆထားဟန်တူသည်ပေးနေကြငွေကိုမပေးတော့ဘူးပြောလျင်သူ့ကိုစော်ကားရကြလိမ့်မည်အိမ်တော်ဦးစီးယောက်ျားတယောက်ဖြစ်အတိအမှန်မပြုတော့တယ်လို့ဖြစ်သွားလိမ့်မည်တို့ဖြင့်မခင်မိသည်ကိုမြတ်ထွန်းထံမှငွေကိုယူနေသည်တခါတော့အရေးအမြတ်လောက်ပြောဖြစ်သွားသည်ကိုမြတ်ထွန်းမိကို1လ200ပေးနေရတော့ကျန်တဲ့ငွေနဲ့3လောက်ရဲ့လားလောက်အောင်သုံးရင်လောက်တာပေါ့ဘာဖြစ်လို့လဲခုနောက်ပိုင်းအလုပ်တွေကများတော့အပြင်မှာထမင်းဝယ်စားနေရတဲ့ရက်ကများနေတယ်မဟုတ်လားအဲ့ဒါကြောင့်မေးတာပါတကယ်လို့မလောက်ဘူးဆိုရင်လည်းမိကိုရှော့ပေးခြင်းပေးပါလားဒီမှာမိမှာငွေတွေရှိနေတယ်ဆိုတော့ကိုသိပါတယ်ဒါပေမဲ့အဲ့ဒီငွေတွေကိုမရှိဘူးလို့ပဲကိုသဘောထားတယ်မိတို့တားမိရဲ့စားဝတ်နေရေးဟာကိုတောင်းပါမယ်ကိုကလှုပ်ကြွေးစရာမလိုတော့လောက်အောင်မိမှာပြည့်စုံနေပြီလို့ထင်နေတယ်ဆိုရင်တော့မိကအဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးကိုမြတ်ထွန်းလောက်ငန်း30ကျန်လို့တော်မိအဲ့ဒီအကြောင်းတွေထပ်မပြောနဲ့တော့ဤလိုဖြင့်ကိုမြတ်ထွန်းကလာစဉ်ငွေ200ကိုပေးမြဲပေးနေသည်ထိုငွေကိုလက်ခံရယူသည့်အခါတိုင်းမခင်မီစိတ်ထဲမှာတ
မျိုးကြီးခံစားရသည်ကိုမြတ်ထုံးဘက်ကကြည်လျင်တော့လာစဉ်ငွေပေးသည့်ကိစ္စမှာမှန်သည်ဟုဆိုနိုင်သည်မခင်မိဘကကြည်ပြန်တော့လေသူမှာငွေတွေရှိရဲ့နှင့်ထိုငွေများကိုမြတ်ထုံးကအသိမှမပြုဘဲနေသည်တကယ်ဆိုရင်ဒီလိုခွဲခြားသတ်မှတ်နေစရာမလိုမယားငွေသည်လင်းဤငွေနှင့်အတူတူပင်မဟုတ်လားဖြစ်တဲ့ဒါကမခင်မိမှာရှိသောငွေများကိုအရင်အနည်းပြု၍ကိုမြတ်ထုံးကလုပ်ငန်းတစ်ခုခုလုပ်ဖို့ကောင်းသည်သူဝါရဏပါသောစာနယ်ဇင်းလုပ်ငန်းပဲဖြစ်ဖြစ်ကိုပိုင်ကြားနေတစ်ခုထောင်လျင်ပဲဖြစ်နိုင်သည်ခုတော့ဒီလိုမဟုတ်ကိုမြတ်ထွန်းသည်တိုက်နှင့်နီပါလျက်သူ့ကိုယ်သူလာက300စားဂျာနေသမားတယောက်လိုသာတဘောထားနေသည်အဝတ်အစားကစဘာမျှမပြောင်းလဲအရင်လိုခတ်ဆုပ်ခတ်နှုတ်တာနေသည်သူနှင့်မခင်မိတို့ဂျာတွင်ရင်းနှီးမှုနည်းချင်းရော့ပါလာနေခြင်းသည်သာပြောင်းလဲမှုရှိသည်ကိုမြတ်ထွန်းရောအိမ်ကက်ရလားဟုခင်ရွယ်ညွန့်ကမေးသည်ဒီတိုက်ပေါ်ရောက်ပြီးမှကိုမြတ်ထွန်းနဲ့ပြောင်းလဲနေတာပြောရကောင်းမလားဟုစိတ်ကူးမိသည်မပြောချင်ကိုအိမ်တွင်ကိစ္စသူများကိုပြောမပြချင်တာသူ့အကျင့်ပင်ဖြစ်သည်ပြီးတော့အိမ်မှာဘာတွေဖြစ်နေသည်ဘာကြောင့်ဖြစ်ရသည်ဆိုတာလည်းသူဘာသာတောင်သေသည်ချာမသိသည်ကြီးမားပြဿနာလည်းဘာမှမဖြစ်သေးထို့ကြောင့်သူကတော့အရင်လိုပါပဲသူတို့ဂျာနေသမားဆိုတာကအိတ်ချိန်စားချိန်ရဲလို့ပုံမှန်ရှိတာမှမဟုတ်ပဲခုနောက်ပိုင်းအလုပ်တွေကတိမ်များလာလို့အိမ်ကိုတော့အချိန်မှန်မပြန်နိုင်ဘူးလေဟူ၍သာပြောလိုက်သည်အမှန်တော့ကိုမြတ်ထွန်းတို့ဂျာနေမှာခက်ရိုင်ဖြစ်နေကြောင်းသူသိသည်တိတ်တော့လွတ်မထားနဲ့အောင်ဟုကျူစိန်ကဝင်ပြောသည်သူ့ကိုမိစိတ်ချပါတယ်ကျူစိန်ကနထဘစ်ကောမုံကိုတကိုက်ဝါရင်အလုံများတာလည်းများတာပေါ့မီးဝေးလို့ချိတ်အေးတာမျိုးဖြစ်သွားမယ်တွေ့တဲ့အချိန်ကလေးမှာကိုယ့်ပေါ်စိတ်ဝင်စားမှုမရောအောင်လုပ်ထားမိရဘာလို့ရမှာတော့ယောက်ျားဆိုတာတာယာမှုကိုတိတ်မဲ့မောကြတာကိုကအိမ်အောင်တဲ့ရင်ပြီးကလေးတွေဘာတွေရပြီးဆိုပြီးမပြင်းမစင်မဲမနေနဲ့နောက်ရှက်လဲရှက်မနေနဲ့ချွဲတန်ချွဲပြစ်တန်ပြစ်ပေးရတယ်မိကအစကလေးကဒါမျိုးမှမလုပ်တတ်တာမိကခက်ရိုးနေပြီမဲ့ခုထိလာတော့မှပဲကိုမြတ်ထုံးကပြစ်မသွားနိုင်သေးပါဘူးဟုခင်ရွယ်ညွန့်ကဝင်ပြောသည်မခင်မီကပြုံးယုံသာပြုံးနေလိုက်၏ခင်ရွယ်ညွန့်နဲ့ကျူစိန်တို့သည်အိမ်အောင်ကြနေကြပြီဖြစ်သည်ခင်ရွယ်ညွန့်ကကိုခင်မောင်မြင့်နဲ့ကျူစိန်ကကိုဘမင်းနဲ့ကိုခင်မောင်မြင့်ကအကောက်ခွန်မှာအလုပ်ဝင်ပြီးကိုဘမင်းကမိရထားဌာနမှာဖြစ်သည်နှစ်ယောက်စလုံးတော့အရာရှိကလေးတွေဖြစ်နေကြပြီနေစားမအောင်မိကိုတော့ပြောတယ်ຫນွေတို့ကျူတို့ကရောအိမ်ကလူတွေချင်းချင်းအောင်ဘယ်လိုလုပ်ထားကြသလဲကျူစိန်ကကျူကတော့ကိုဘမင်းကိုမလုပ်နိုင်အောင်လုပ်ထားတာပဲကျူးနဲ့တုတ်ထားတာလားအေးလေကျူပဲဆိုပါတော့ဘာကျူးလဲသိလားစိုးစမ်းမအောင်ကိုမကြောက်ထိန်းနေတခြားအချိန်မှာဘလို့နေသူရုံးကပြန်လာတာနဲ့တရလာပမြင်ရအောင်ပြင်ဆင်ထားတယ်ကျူကငကိုတည်းကလည်းအလားပြင်တာဝါရဏပါတော့သိမခဲရင်ပါဘူးຫນွေရရောဟုမခင်မီကမေးသည်ခင်ຫນွေညွန့်ကຫນွေကတော့ဘာမှလုပ်မနေပါဘူးသူကျင်အောင်ပဲနေလိုက်တာပါပဲသူဘာပဲလို့ခွင့်လွှတ်ထားလိုက်တယ်ကိုကဘာတတ်နိုင်တာမှတ်လို့ဟာဒါလဲတက်နစ်တစ်ခုပဲຫນွေရဲ့ဟုကျူစိန်ကဝင်ပြောသည်အဲ့ဒါကကိုခင်မောင်မြင့်ရဲ့စိတ်နဲ့သွားဟမ်းမိနေတာပေါ့ကိုခင်မောင်မြင့်ဆိုတဲ့လူကမိန်းမကိုအနိုင်ရတာကိုတိတ်အသားယူကြတာຫນွေကတူအမြဲအလျှော့ပေးနေတော့ကျဉ်တ်နေရောသူနိုင်ရင်နိုင်လို့ရမှန်းသိတော့ຫນွေကိုတနာပြီးအချစ်တွေတိုးနေတာပေါ့ဒါပေမဲ့ယောက်ျားဆိုတာနားလေရခက်ပါတယ်ဟုခင်ရွယ်ညွန့်ကပြန်ပြောသည်အစ်စ်ပဲမိန်းမသဘောစောကြခက်တယ်ဘာညာနဲ့ပြောကြပေမဲ့တကယ်တော့သူတို့ယောက်ျားတွေရဲ့စိတ်သဘောထားကတာခက်မှန်ရပိုးခက်တာကျူစိန်ကပြောရာမခင်မီက
Hey, Kona Bioro Kuba Mingo Malone of Chitaresu. Daga Juting of Bionirali, who Yimijari. How dare me, Yajaria, Dama, Apiano, Laja Ujibe. Alas, we are Marama, Yana Lara, Jaidelu, Gulung Lara, Donna with Jaidelu, Guapiati. The music on Jaidelu, Shiva de, Kin and Young Windoya. Bale, go ba menu Lumio, Jordan Lula. Mahovula. Era pure keta, oh, Lara Sura, Yeman Yaro, you do da. Lara the Kuleule, Piolumia de Wuli. Yumalabe, Yakjariga, Yan no sway land in a main marry, the shitty them hula. The cookon she look. Eddie the cookon suragale, Guma shirane, Duru Janet, Toa Daisai Oma. Yakjarima, Chora bien, the chat jata she did. The chuga, a sakon on jata. Adelumune, Tame, Uron, Chama on Mate, that Mima Toa doing. Toayo. Chujara abuse you yakanjane. မိန်းမကချွဲတာနှွဲ့တာခံကျင်တယ်အဲ့ဒီလူမျိုးကစကားလေးလုံးကွဲအောင်မပြောတတ်တဲ့နှုတ်နဲတဲ့မိန်းမနဲ့ဆိုရင်လည်းမလွယ်ပြန်ဘူးတချို့ကြတော့မယိုသည့်စကားအိယာဆိုတော့စကားလုံးကိုအင်္ဂလိပ်လိုပြော၍အဲ့ဒီတာယာမှုကိုသဘောကျတတ်ကြတယ်အဲ့ဒီလူမျိုးနဲ့အရှက်အကြောက်ကြီးတဲ့မိန်းမနဲ့ဆိုမဖြစ်ပြန်ဘူးကျူကကိုပါမင်းကိုဘယ်လိုနည်းနဲ့ချုပ်ကင်ထားလဲဆိုတာပဲပြောဦးလေကျူကထီထိုးသလိုပေါ့လေတစ်စောင်မပေါက်တစ်စောင်ပေါက်မှာပဲဆိုပြီး၄-၅ဆောင်ဖြန့်ထိုးထားတယ်လို့ပေါ့ကျူကတော်တော်ပေါ့ပေါ့ရှာရှာပြောတတ်တယ်ဟုမခင်မီကပြောသည်သူ့စိတ်ထဲကတော့စဉ်းစားကြည့်ကိုမြတ်ထွန်းသည်ဘာကိုကြိုက်တတ်သူမျိုးဖြစ်လိမ့်မလဲသူဒီအလှအပကိုမမောသူမဟုတ်အစာကောင်းအသောက်ကောင်းကြိုက်တတ်သူလည်းမဟုတ်အယူရအချွဲအနွဲ့ခံကျင်သူလည်းမဟုတ်အလိုရံမဲ့ကြည့်သူလည်းမဟုတ်ဘာကိုကြိုက်တတ်တယ်လဲဘာမှမကြိုက်တတ်သူများဖြစ်နေမလားကြည်စံပြောတာနေတယ်တကယ်တော့ကျူတို့ຫນွေတို့ကအိမ်အောင်သက်နုနုလေးရှိသေးတာမိကမှတို့ထဲမှာအိမ်အောင်သက်အရင်ဆုံးမိရတာတို့လက်ချပေးရမှာကဲပြောစမ်းကိုမြတ်ထွန်းကဘာကြိုက်တတ်တယ်လဲကျူစင်ကရီမောရင်မိပြီသူဘာကြိုက်တတ်မှမိလည်းမသိပါဘူးကွာကဲကောင်ရောဟီရီနေကြတော့သမီးကခက်လန်းလန်းမှာကစားနေရမှသူတို့နားလာပြီးရက်သည်ကျူစင်ကသမီးကိုပေါင်မောတင်လိုက်ပြီးအန်တီသမီးကိုတခုမေးမယ်မှန်ဖြေနော်သမီးကမော့ကြည့်ပြီးကောင်းချင်းပြသည်ဖေနဲ့မီမီဘသူ့ကိုပို့ချစ်တယ်လဲဖေဟုပြောပြီးမှမခင်မီကိုဖြတ်ခနဲ့ကြည့်ပြီးမီလည်းချစ်တယ်တူချစ်တယ်ကြည်စမ်းသမီးကတိတ်နေတာပဲမခင်မီပြုံးနေပြီတင်ကြီးစီးတဲ့ဝင်ခဲ့ပြီမြို့တွေပဲမရောက်တာတော့တော်တော်ကြာသွားပြီဈေးကြီးကစီကားမြဲလက်လီဈေးတွေကတော့နည်းနည်းတက်ပြီတိတ်များတော့မဟုတ်10ပြား20လောက်သာနှိုးစီတစ်ချက်ပြား30စီရပုံ36ချက်ထောပတ်တပူ2ချက်တမတ်5တစ်တာတစ်ချက်60နှိုးစီထောပတ်5တစ်တာပရုံစီဒီဘူးဘစ်ကွန်မုံပုံဝယ်သည်သမီးနှင့်တော်တော်အတွက်ပန်းသီး9လုံးဝယ်သည်ကိုမြတ်ထွန်းကြိုက်တတ်သောငရမ်း6ဝယ်သည်ရောက်လက်စားနှင့်ဆိုပြီးစွန်ပလွန်ယူပါ50သားဝယ်လိုက်သည်လက်ဆွဲကျင်းချင်းတောင်းနှင့်အပြည့်တနင်တပူဖြစ်သွားသည်ငွေလဲ80လောက်ထွက်သွားသည်ဘတ်ကားနဲ့ပြန်မှုမလွယ်တက္ကစီတစ်စီးတော့ငားမှဖြစ်မည်အငားကားစခန်းရှိရာဖျားလမ်းဘက်သို့ထွက်လာခဲ့၏အငားချစ်ကားတွေတန်းစီပြီးရပ်ထားသည်အငားကားသမား3-4ယောက်ဝိုင်းလာပြီးကားငားမလားခင်ဗျာချင်းအောင်လေးပြီးမှကားပေါ်တင်ထားလိုက်မယ်စသဖြင့်ပြူငါရင်ကြီးစွာခေါ်ကြသည်အသက်ခက်ကြီးကားသမားလက်ထဲသို့ချင်းအောင်ကိုထည့်ပေးလိုက်သည်ကားပေါ်ချင်းအောင်တင်ပြီးတွင်ဈေးအပြင်တန်းရှိစာအုပ်ဆိုင်ကိုလှမ်းမြင်ရသည်ခဏတော့ဦးလေး
ရပါတယ်ဒီမှာအေးဆေးတာလောက်ပါပစ္စည်းတွေလည်းစိတ်ချပါစာအုပ်ဆိုင်စီတို့ပြန်ရောက်လာသည်ကိုမြတ်ထွန်းတို့ထုတ်သောဂျာနေဝယ်ခြင်းသောကြောင့်ဖြစ်သည်ကိုမြတ်ထွန်းသည်အိမ်ကိုစာအုပ်ယူမလာခဲ့တာဂျာနေ2ပတ်3ပတ်စာလောက်ရှိအောင်မည်အလုပ်များပြီးမိနေသောကြောင့်လားမသိစာအုပ်ဆိုင်ရှိမှရပ်ပြီးခင်းထားသည့်စာအုပ်တွေချိတ်ထားတဲ့စာဆောင်တွေကြားမှာရှာသည်ဂျာနေအဟောင်း2ဆောင်သာတွေ့သည်အရှိမိုးကောင်းကင်ဂျာနေမထွက်သေးဘူးလားဟုမေးသည်ဆိုင်ရှင်ကအဲ့ဒီဂျာနေပိတ်လိုက်ပြီခမရှင်ဟုတ်တယ်ဗျာပိတ်လိုက်တာတစ်လခွဲလောက်ရှိပြီထင်တယ်နောက်ဆုံးထွက်တာကဆိုပြီးဆိုင်မော်မှာရှာသည်မရှိတော့ဘူးခမနောက်ဆုံးထုတ်မို့လို့တော့မသိဘူးတော်တော်ရောင်းကောင်းတယ်ဂျာနေရက်ဆက်လိုက်ရကြောင်းကိုမြတ်ထွန်းမိမိကိုဘာကြောင့်မပြောသလဲဟုစဉ်းစားကြည့်သည်စိတ်မကောင်းဖြစ်သွားမှစိုးလို့လားပြောစရာမလိုဘူးဟုထင်လို့လားဂျာနေလိုက်ပိတ်လိုက်တာတစ်လခွဲလောက်ရှိပြီဟုဆိုသည်ဒါဆိုကိုမြတ်ထွန်းလှခမရတာအနည်းဆုံးတစ်လတော့ရှိရမည်တို့ရတွင်ပြီးရတော့တပတ်ခန့်လာစမ်းရက်ကတော့ပြီးနေကြအတိုင်းငွေ200ကိုပေးသည်ခါတိုင်းလကုန်ရက်သို့မဟုတ်လစမ်း1ရက်နေ့ပေးနေကြဒီလတွင်လစမ်း4ရက်နေ့ကြမှပေးဖြစ်သည်ကိုသတိရသည်ဒီငွေတွေကိုသူဘယ်ကရှာပြီးပေးတယ်လဲအခြားအလုပ်တစ်ခုခုပြောင်းလုပ်နေသလားတခြားဂျာနယ်မဂ္ဂဇင်းတစ်ခုခုမှဝင်လုပ်နေတာလည်းဖြစ်ချင်ဖြစ်နေမည်ရှာကြံချီငါပြီးပေးတာလည်းဖြစ်ကောင်းဖြစ်နိုင်သည်ကိုမြတ်ထွန်းကိုဖွင့်မေးကြည့်မည်ဟုစိတ်ကူးသည်မမေးဖြစ်ခဲ့မေးလို့လည်းအကြောင်းထူးမိမဟုတ်နောက်တော့မှသိလာရသည်ကိုမြတ်ထွန်းသည်ကော်လန်စားသတင်းတော့ဝင်လုပ်နေသည်ဟုဆို၏လာကလည်းမဟုတ်သူပေးတော့သတင်းကိုသတင်းစာတိုက်ကထည့်သွင်းဖော်ပြတော့အခါသတင်းအတူအရှိကိုလိုက်၍သတင်းရေးကရသည်တခါတရံသတင်းစောင်းပါရေးရသည်မဂ္ဂဇင်းတွေမှာလည်းစောင်းပါရေးသည်သူ့တိုင်အောင်အရင်လောက်တော့ဝင်ငွေမရမှသိကြသည်သူဖြစ်လျင်လစဉ်ငွေ200ရှာပေးနိုင်မှုသူတော်တော်ကြိုးစားရှာဖွေရလိမ့်မည်ငွေ200ရှာနိုင်သည်ထားအောင်သူသုံးဆွဲဖို့ကရှိသေးသည်ကိုမြတ်ထွန်းနှင့်ဆုံသည့်အခါတိုင်းထိုငွေ200ကိုမပေးပါနှင့်တော့ဟုပြောဖို့ပါဇက်တပြင်းပြင်းရှိခဲ့သည်ပြောကမပြောဖြစ်ပြောလျင်ပြဿနာဖြစ်လာနိုင်သည်တခါကပေးနေကြထက်လျှော့ပေးဖို့ပြောသည်ကိုပင်ကိုမြတ်ထွန်းကမကြည်မနက်ဖြစ်ခဲ့ပေသည်တကယ်တော့ခုချိန်မှာငွေ200ဆိုသည်မှာမခင်မိဖို့သိမပြောပါတော့တော့ကိုမြတ်ထွန်းအတွက်ကြတော့ပင်ပန်းရှာမိငွေဖြစ်နေသည်မိမိတို့လင်မယား2ယောက်အကြောင်းသူများကိုပြောပြလျင်ယုံမှယုံကြပါမလားမသိမယားဖြစ်သူမှာစိန်တစင်စာနှင့်ငွေ1000ကျော်ရှိသည်တိုက်လဲရှိသည်သူ့ပါလေရဲ့လင်ဖြစ်သူသည်ထိုအရာများကိုသူနှင့်မဆိုင်သလိုနေသည်ငွေကလေး200ရဖို့ပင်ပန်းလောက်ကင်ရှာဖွေနေသည်ပြီးတော့လင်မယားဖြစ်ပါလေရဲ့မယားဖြစ်သူကိုလင်ကတိုင်ပင်မရှိလင်ကဘာလို့နေသည်ကိုမယားအားအသိမပေးတဆင့်ကြားဖြင့်သာသိရသည်ဘာပဲဖြစ်ဖြစ်ဂျာနယ်ရက်စဲလိုက်သည့်ကိစ္စတခြားတော့အလုပ်တစ်ခုပြောင်းရသည့်ကိစ္စတွေကိုအသိပေးဖို့တော့ကောင်းသည်ဟုမှတ်ခင်မိထင်သည်အသိပေးခြင်းမခံရသည့်အတွက်လစ်လျူရှုခံထားရတယ်လို့ခံစားရသည်မိမိတို့နှစ်ယောက်သည်ဘာဖြစ်နေကြသနည်းရန်လည်းမဖြစ်ကြမခေါ်မပြောဘဲနေကြသည်လည်းမဟုတ်ပြဿနာတစ်ခုခုများရှိနေသလားဘာလဲဟုစဉ်းစားလို့ကိုမရမိမိတို့နှစ်ယောက်ကြားမှာတစုံတရာလွဲချော်မှားယွင်းနေတာတော့အမှန်ပဲဟုအလိုလိုသိနေသည်ဘာလဲဆိုတာတော့ရှာလို့မရသေးဟုတ်ကဲ့ပါခင်ဗျာဆရာမင်းလူရဲ့90အလွမ်းအပိုင်း6ဒီမှာလည်းညနောက်ဝင်ပြပါခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့တူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ပိုက်တွေမှာစုံကြအောင်မယ်လीကျွန်တော်ကတော့ဧည့်သည်ပါ